စ္စာဖောက်ဖျက်ခံရခြင်းနဲ့နောက်ကျသွားသောနောင်တအမျိုးသားတယောက်ဟာသူ့ရဲ့စစ်ဆက်ထားသူနဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းတို့ဖက်လဲတကင်းဖြစ်နေတာကိုမမျှော်လင့်ပဲမြင်လိုက်ရပါတယ်။ဂျွန်ကအချိုရည်ဘူးရဲ့အဖုံးကွင်းလေးကိုဖြုတ်တူးထောက်ပြီးဆိုဖီယာကိုလက်ထပ်ခွင့်တောင်းလိုက်တဲ့အချိန်မှာပဲကျက်ရဲ့နှလုံးသားတစ်ခုလုံးအစိတ်စိတ်အမွှားမွှားကွဲအပ်သွားရပါတယ်။သူတို့နှစ်ယောက်ကိုတားဆီးဖို့ကျက်တယောက်အသေးအတန်ပြေးသွားခဲ့ပေမဲ့သူလုံးဝမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒါကတော့ဆိုဖီယာကပြုံးပြီးခေါင်းငိတ်ကသဘောတူလိုက်တာပါပဲ။ကျက်တယောက်လုံးဝကိုစိတ်တက်ကြသွားပါတော့တယ်။သူ့အနီးကပ်ဆုံးလူနှစ်ယောက်ကသူ့ကိုဒီလိုတစ္ဆာဖောက်လိုက်မယ်လို့အိမ်မက်တောင်မမှတ်ဘူးခဲ့ပါဘူး။သူပေးဆက်ခဲ့တဲ့တစ်ဆက်နှစ်တာအချစ်တွေကအခုတော့ထောင်စရာပြက်လုံးတစ်ခုဖြစ်သွားခဲ့ပါပြီ။ကျက်ဟာငိုယိုတာဒါမှမဟုတ်ပြဿနာရှာတာမျိုးမလုပ်ခဲ့ပါဘူး။သူဟာအသက်ရှူရကျက်လွန်းလာတဲ့အဲ့ဒီနေရာကနေပဲလှည့်ထွက်ပြေးခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာလဲကျက်ဟာကြေကွဲဝမ်းနေစွာနဲ့ဆိုဖီယာကိုမြစ်ပစ်ဖို့ကြိုးစားပါသေးတယ်။ဒါပေမဲ့သူတို့အတူရှိခဲ့တဲ့ပုံရိပ်တွေကခေါင်းထဲမှာတရိပ်ရိပ်ပြန်ပေါ်လာပါတယ်။လွန်ခဲ့တဲ့တစ်ဆက်နှစ်ပတ်လုံးကျက်ဟာချွေတာဆူဆောင်ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးဆိုဖီယာအတွက်အကောင်းဆုံးတွေပဲပေးဆက်ခဲ့တာပါ။အတူတူအိုမင်းသွားကြမယ်လို့အိမ်မက်မက်ခဲ့ပေမဲ့အဆုံးသတ်မှာတော့တစ္ဆာဖောက်ခြင်းကိုပဲသူရရှိခဲ့ပါတယ်။မိုးသိထန်စွာရွာသွန်းနေတဲ့ညတညမှာကျက်ဟာလမ်းမပေါ်မှာတယောက်တည်းရက်နေရင်အေးဆက်တဲ့မိုးဆက်တွေအောက်မှာအရှုံးပေးနေခဲ့ပါတယ်။ရင်ထဲကနာကျင်မှုတွေကပြင်းထန်လွန်းလို့အသက်တောင်ဝဝမရှူနိုင်တော့ပါဘူး။နောက်ဆုံးတော့ဒီမြို့မှာသူ့အတွက်နေရာမရှိတော့ဘူးဆိုတာသူနားလည်သွားခဲ့ပါတယ်။ဒါကြောင့်နောက်တနေ့မနက်မှာပဲကျက်ဟာသူ့ညီမကိုနှုတ်ဆက်ပြီးနာကျင်မှုတွေသာပေးခဲ့တဲ့ဒီမြို့ကြီးကိုထာဝရဆွန့်ခွာသွားပါတော့တယ်။ဆိုဖီယာဟာဂျွန်ရဲ့လက်ထပ်ခွင့်ကိုလက်ခံပြီးနောက်နှစ်ယောက်သားအတူတူအပန်းဖြေခီးထွက်ခဲ့ကြပေမဲ့စိတ်ထဲမှာတော့တမျိုးကြီးမတင်မကျဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ဂျက်စီဖုန်းခေါ်ကြည့်ပေမဲ့ဘယ်သူမှပြန်မဖြေခဲ့ပါဘူး။အဲ့ဒီစိတ်နဲ့ပဲခီးစဉ်ကိုဖြတ်ပြီးအိမ်ကိုအမြန်ပြန်လာတဲ့အခါဂျက်ကိုဘယ်မှရှာမတွေ့တော့ပါဘူး။ဂျက်ရဲ့ညီမအိမ်ကိုသွားပြီးတကားဘလောက်ခောက်ခောက်ဘာတုံ့ပြန်မှုမှမရတဲ့အစုံအိမ်ရှိမှာပဲထိုင်ဆောင်နေခဲ့ပါတယ်။ညမိုးချုံမှဂျက်ရဲ့ညီမပြန်လာတာကိုတွေ့ရပါတယ်။ဂျက်ပဲသွားလဲဆိုတာဆိုဖီယာကအလောတကြီးမေးတဲ့အခါဂျက်ဒီမျိုးကနေထွက်သွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။ဆိုဖီယာတကူလုံးတုံရင်သွားပြီးအိမ်ထဲကိုပြေးဝင်ကြည့်တဲ့အခါအိမ်ကြီးကဟာလာဟင်းလင်းဖြစ်နေပါပြီ။အဲ့ဒီအချိန်ကျမှသာသူ့ကိုအမျက်တနိုးတန်ဖိုးထားခဲ့တဲ့အမျိုးသားဟာဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူးဆိုတာကိုသူတကယ်ကြီးနားလည်သွားပါတော့တယ်။ဆိုဖီယာရှိုက်ကြီးတင်ငယ်မငိုနိုင်ခင်မှာပဲဂျက်ရဲ့ညီမကအထုပ်ပိုးတွေနဲ့အခန်းထဲကထွက်လာပါတယ်။ဘယ်သွားမလို့လဲလို့ဆိုဖီယာကမေးတဲ့အခါသူတို့ရဲ့ဇာတိမျိုးကိုပြန်တော့မှဖြစ်ကြောင်းပြောပြီးဆိုဖီယာလက်ထဲကိုစာတစ်စောင်ထည့်ပေးကထွက်ခွာသွားပါတော့တယ်။ဆိုဖီယာဟာတုံရင်နေတဲ့လက်တွေနဲ့စာအိတ်ကိုဖွင့်ကြည့်လိုက်ပါတယ်။စာသားတွေကိုမြင်လိုက်ရတဲ့ခဏမှာပဲမျက်ရည်တွေအတားအဆီးနဲ့စီးကျလာပြီးဂျွန်ရဲ့လက်ထပ်ခွင့်ကိုလက်ခံခဲ့မိတာကိုနောင်တတွေအကြီးကျယ်ရနေပါတော့တယ်။ဆိုဖီယာဟာဂျက်ရဲ့ဖုန်းကိုအမြဲတမ်းခေါ်နေခဲ့ပေမဲ့ဘယ်တော့မှအဆက်အသွယ်မရခဲ့ပါဘူး။မျက်စိတမိတ်အတွင်းမှာပဲ3နှစ်ဆိုတဲ့အချိန်ကာလကုန်ဆုံးသွားခဲ့ပါပြီ။ဆိုဖီယာဟာဂျက်ပြန်ကို